စစ်မှန်ကိုးကွယ်ထိုက်သောဘုရားသခင်ကယ်တင်ခြင်းတရားတော်ကိုပြောချင်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အငယ်16ကနေ18ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။လောကီသားတို့အားအပြစ်စီရင်ခြင်းဟာဘုရားသခင်သည်သားတော်ကိုဤလောကသို့စေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည့်အကြောင်းစေလွတ်တော်မူ၏သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကားဘုရားခင်၌တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏ဒီနှုတ်ပတ်သမတရားတော်မှာဘုရားသခင်နဲ့သားတော်ကိုကျွန်တော်တွေ့ရပါတယ်ဘုရားသခင်နဲ့သားတော်ဆိုတာစစ်မှန်ကိုးကွယ်ထိုက်တဲ့ဘုရားနဲ့သူရဲ့တပါးတည်းသောသားတော်ယေရှုခရစ်တော်ကိုပြောတာဖြစ်ပါတယ်။ယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်လို့ပြောပါတယ်။ယုံကြည်သောသူဆိုတာယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ခြင်းဖြင့်ယုံကြည်လက်ခံသောသူအရောက်ချင်းစီတိုင်းဟာပျက်စီးခြင်းဆိုတဲ့ငရဲထဲမှာမရောက်ရဘူးလို့ပြောတာဖြစ်ပါတယ်။ထာဝရအသက်ကိုရစေခြင်းငါလို့ပြောတဲ့အခါမှာထာဝရအသက်ဆိုတာထာဝရကောင်းကင်ရွှေပြည်ဖြစ်တဲ့ဘုရားသခင်ရှိတဲ့နေရာမှာရောက်ရမယ်ဆိုတာကိုအာမခံပြောထားတာဖြစ်ပါတယ်။ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။ကျွန်တော်တို့ကိုဖန်ဆင်းပြီးမှအမတန်မှချစ်တဲ့ဘုရားသခင်ဟာကျွန်တော်တို့ရဲ့အပြည့်အခသေခြင်းဆိုတာကိုဟာကိုမဆက်နိုင်မှန်းသိတယ်။ကျွန်တော်တို့မဆက်နိုင်ကြောင်းကိုသိတဲ့အခါမှာသူ့မှာရှိတဲ့တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်ကျွန်တော်တို့ကိုချစ်ပါတယ်။ဒါဟာဘုရားသခင်ရဲ့မေတ္တာတော်ဖြစ်ပါတယ်။လောကီသားတို့အားအပြစ်စီရင်ခြင်းကဘုရားသခင်၏သားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ်လို့ပြောပါတယ်။ဆိုဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်လောကထဲကိုဆင်းကြွလာတာဟာကျွန်တော်တို့ကိုအပြစ်တင်ဖို့ထိုအပြစ်ရဲ့အခါကိုဆက်စေဖို့မဟုတ်ဘူး။သူကိုယ်တိုင်ကကျွန်တော်တို့ရဲ့အပြစ်ရဲ့အခါကိုဆက်ပေးဖို့လာတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဘုရားသခင်ရဲ့သားတော်အားဖြင့်ကယ်တင်ခြင်းကိုရဖို့ရန်ဖြစ်ပါတယ်။ဒါကြောင့်မို့လောကီသားတို့ဒီကိုတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မိအကြောင်းစေလွတ်တော်မူ၏လို့ပြောပါတယ်။ဆိုတော့ကျွန်တော်တို့လောကီသားတွေအားလုံးဟာယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်ဖို့ရန်ဘုရားသခင်သည်ယေရှုခရစ်တော်ကိုလောကသို့စေလွတ်ခဲ့တာဖြစ်ပါတယ်။သားတော်ကိုယုံကြည်သောသူသည်ပျက်စီးခြင်းကိုမခံရတဲ့။ဆိုတော့ပျက်စီးခြင်းဆိုတာကထာဝရငရဲမီးအိုင်ထဲမှာပျက်စီးပြီးမှကျွန်တော်တို့ဆုံးရှုံးရမယ့်အရာကိုပြောပါဖြစ်ပါတယ်။ထိုပျက်စီးခြင်းကိုမခံရဖို့ရန်ကျွန်တော်တို့ဒီသားတော်ဖြစ်တဲ့ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ခြင်းဖြင့်ယုံကြည်လက်ခံရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့မယုံကြည်ဘူးဆိုရင်တော့မယုံကြည်သောသူမူကားဘုရားသခင်၌တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏လို့ဆိုပါတယ်။ဘုရားသခင်၌တပါးတည်းသောသားတော်ကိုကျွန်တော်တို့မယုံကြည်တော့ဘုရားကိုမယုံကြည်ရကြပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ပေါ်မှာမေတ္တာနဲ့အမတန်မှကောင်းမြတ်သောဘုရားသခင်ရဲ့အကြံစီကိုမလက်ခံခြင်းဟာဘုရားသခင်ကိုမယုံကြည်မကိုးကွယ်ခြင်းဖြစ်သည်ဒါမကဘုရားခင်ကကျွန်တော်တို့အတွက်အမြဲတမ်းအကောင်းဆုံးစီစဉ်တော်မူသောဘုရားခင်ရဲ့အစီအစဉ်တိုင်းကျွန်တော်တို့အသက်မရှင်ခြင်းဟာကျွန်တော်တို့အတွက်ပျက်စီးခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာအပြစ်စီရင်ခြင်းဖြစ်တဲ့ငရဲထဲမှာမသွားရအောင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အရှင်သခင်ဖြစ်ယုံကြည်လက်ခံပြီးမှယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာကိုမိမိကိုယ်တိုင်ယုံကြည်လက်ခံအသက်ရှင်နိုင်ဖို့အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။